ဟင်းအရသာကတခုခုလိုနေတယ်လို့ပဲ I wasn't expecting it to look this clean. The details are seriously impressive. Definitely my new favourite football shirt. If you're a United fan, this one's worth checking out. So, ဒါမျိုးဗီဒီယိုလေးဖန်တီးဖို့ဆိုတာကျွန်တော်တို့ကလုံးဝမခတ်တော့ပါဘူး။အဲ့တော့ကျွန်တော်ဒီကနေ့ဗီဒီယိုမှာတော့ဗီဒီယိုတွေဖန်တီးရတာတနည်းအားဖြင့်ပေါ့နော်ခက်ခဲနေတယ်ဆိုတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုတွေဘယ်လိုမျိုးအလွယ်တကူကျွန်တော်ဖန်တီးလို့ရမယ်ဆိုတော့နီလန်းလေးကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်ပါတယ်။ကျွန်တော်သုံးထားတာကတော့ custom GPT တခုကိုသုံးလိုက်တာပေါ့နော်။ So ဒီမှာဆိုလို့ရှိရင် UGC App Video Prompt Master ဆိုတဲ့ GPT လေးကိုကျွန်တော်သုံးတယ်။ဒီကောင်ကဘာကောင်းလဲဆိုလို့ရှိရင်ဒီပုံလေးပေါ့နော် product ပုံလေးထည့်လိုက်တာ ਨੇ ဒီ product နဲ့ပတ်သက်ပြီးတော့ analysis လုပ်ပေးတယ် target audience တွေနော် UGC angles တွေတနည်းအားဖြင့် video style တွေကစသူကရွေးထုတ်ပေးလိုက်တယ်ပြီးလို့ရှိရင် creative concept လို့ခေါ်တယ်ဒီပုံလေးကိုကြည့်ပြီးတော့ဘယ်လို creative ဖြစ်အောင်လို့ကျွန်တော်တို့ကသွားတင်တယ်ဆိုတဲ့ဟာလေးကိုပါအခါတည်းဒီမှာစဉ်းစားပေးတယ်ဒါပဲလားဆိုတော့မဟုတ်သေးဘူး hook ကိုလည်းပဲကျွန်တော်တို့ကို3မျိုးလောက်ရွေးထုတ်ပေးတယ် hook ဆိုတာကရှေ့ဆုံးမှာဘယ်လိုမျိုးဆွဲဆောင်လိုက်မလဲဆိုတဲ့အကြောင်းအရာပေါ့နော်ဒါအပြင်ကျွန်တော်က send by send storybook လေးနဲ့ video အရှည်လေးပြန်ဆက်ချင်တယ်ဆိုရင်နော်19စက္ကန့်20စက္ကန့်လေးတွေပြန်ဆက်ချင်တယ်ဆိုလို့ရှိရင်လည်းပဲတနည်းအားဖြင့် send 6စင်းနဲ့ကျွန်တော်တို့ကိုဒီ prompt လေးထုတ်ပေးတယ်အဲ့တော့တကယ်လို့အဲ့လိုမျိုး send 6စင်းနဲ့မထုတ်ချင်ဘူးတခါတည်းပဲကျွန်တော်တို့ကဗီဒီယိုเนาะ10စက္ကန့်လောက်ကိုပဲထုတ်မယ်ဆိုလည်းဒီမှာ master prompt လေးထုတ်ပေးထားတယ်ဆိုတော့အရန်ကိုမှအဆင်ပြေတယ်ဒီ master prompt လေးကိုယူပြီးတော့ကျွန်တော်တို့ကဥပမာဒီမှာထည့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီလိုဗီဒီယိုလေးထပ်ပြီးတော့ထွက်လာတယ်တစ်ချက်ကြည့်လိုက်ပါအဲ့ဆိုတော့အရင်မိုက်ပါတယ်เนาะပြောချင်တာကဒါလေးလုတ်လိုက်တာဟာကျွန်တော်တို့အတွက်ဘယ်လောက်မှမကြောက်ဘူးဗျာဒီ UGC လေးကိုသုံးတယ် product ကိုထည့်တယ်ထွက်လာတဲ့ brown လေးကိုဒီ Gemini မှာကျွန်တော်တို့ကဗီဒီယိုဖန်တီးတဲ့နေရာမှာပဲပုံလေးထည့်ပြီးတော့ဗီဒီယိုလေးလုတ်လိုက်တဲ့အခါမှာ10စက္ကန့်သာဗီဒီယိုထွက်လာတယ်အဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကခုနပြောသလိုအရှည်လေးဆက်ချင်တယ်ဆိုလို့ရှိရင်လည်း Google Flow ပဲပြပြပေါ့တခြားတစ်ခုခုမှကျွန်တော်သွားဆက်လို့ရတယ်အဲ့တော့ brown လေးတွေမှာတော့ကိုမလိုချင်တဲ့အပိုင်းလေးတွေတော့ဖြတ်တော့အောင်ဆိုတော့တဲ့သဘောတွေကဒီမှာဆိုလို့ရှိရင်စာတန်းထိုးမှာဆိုရင် daily hydration တော့ take it anywhere လို့ check it out လို့ပါတယ်ဒါတွေအဲ့စာတန်းတွေမထိုးချင်ဘူးဖြတ်ချင်တယ်ဆိုရင်လည်းရတယ်အဲ့စာတန်းတွေညမှာတခြားဟာလေးတွေကိုယ့်ရဲ့ UGC လေးတွေထည့်ချင်တယ်နော်ဆိုလို့ရှိရင်လည်းထပ်ဖြည့်လို့ရတယ်ပြောချင်တာကတော့အကြမ်းမြတ်အဖြစ်တော့ကျွန်တော်တို့ master prompt ထုတ်ပေးတယ်ဒါမှမဟုတ်ကျွန်တော်တို့နည်းနည်းပါးပါးပြန်လည်ပြင်ဆင်ပြီးတော့ဗီဒီယိုထုတ်တယ်เนาะဒါမျိုးဒါဆိုရင်ကျွန်တော်နိုင်ကိုထည့်လိုက်တာနိုင်ကိုထည့်လိုက်တဲ့အခါမှာဒီမှာပေါ့နော်နောက်ထပ်နိုင်လေးကိုစမ်းတဲ့အခါမှာနိုင်နဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးထပ်ထုတ်ပေးတယ်ပြီးရင်ကျွန်တော်ဒါလေးကိုပဲဒီ prompt လေးကို master prompt လေးကိုယူပြီးတော့ကျွန်တော်ဗီဒီယိုထပ်ထုတ်လိုက်တဲ့အခါမှာဒီမှာဒီလိုနိုင်ပုံစံနဲ့ဗီဒီယိုလေးထပ်ထွက်လာအရင်မိုက်ဆိုတော့ပြောရရင်ဒီလိုမျိုးလေးเนาะကျွန်တော်တို့ရဲ့ UGC video အတူလေးတွေဖန်တီးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ custom GPT လေးကိုအားလုံးကိုကျွန်တော်လက်ဆောင်ပေးပါမယ်ဆိုရင်မြန်မာစကားပြောလေးထွက်တယ်အင်္ဂလိပ်ဆိုလို့ရှိရင်လည်းဒါအင်္ဂလိပ်စကားပြောလေးနဲ့တွားလို့ရတယ်ဒါတော့ကိုယ့်ရဲ့ prompt ပေါ်မှာတော့မူတည်တာပေါ့သူထုတ်ပေးလိုက်တဲ့ prompt ကို coordinate ပါးလေးပြန်ပြင်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့ဘာမီ voice over လို့ပြောရင်တော့ကျွန်တော်တို့ကစာဒီပြောမယ့်စကားတွေကဘာမြန်မာစကားပြောဖြစ်သွားမယ်ပေါ့နောက်ပြီးတော့ဒီ screen test မှာဆိုလို့ရှိရင်လည်းကျွန်တော်ထည့်ချင်တဲ့စာသားလေးပြောင်းလိုက်ပေါ့သူကတော့အကောင်လုံးမှာတော့ဒီစာသားတွေကိုသူပေးနေလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်တို့ကပြန်ပြီးတော့နည်းနည်းပါးပါးပြင်လိုက်ပေါ့ဒါဆိုရင်အရင်မိုက်တဲ့ UGC video တစ်ပုဒ်ထွက်လာမှာဖြစ်ပါတယ်တကယ်လို့ကြီးနေတဲ့မိတ်ဆွေတွေကဒီ UGC လေးကိုလက်ဆောင်လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ video ရဲ့အောက်မှာ UGC လို့မှတ်နေပါကျွန်တော်တို့တင်းကနေပြီးတော့ကျွန်တော် Messenger တွေကိုဒီ UGC link လေးပေါ့နော်အချက်ဒီ custom GPT link လေးကိုကျွန်တော်တို့ပို့ပေးမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲသုံးရမယ်လို့ထင်ပါတယ်စမ်းကြည့်ပါကျေးဇူးတင်ပါတယ်ဒီလိုမျိုး UGC ဘယ်လိုပြုလုပ်လဲဆိုတော့အကြောင်းအရာတွေကိုလည်းကျွန်တော်ရဲ့သင်တန်းမှာအသေးစိတ်လေးကျွန်တော်တို့ကမျှဝေပြီးတော့တင် जा ပြီးလေးရှိပါတယ်အားလုံးလည်းသိပါတယ်ဆိုတော့အဲ့တော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တင်တန်းလေးကိုလည်းစုံစမ်းလို့ရပါတယ်တင်တန်းလေးစုံစမ်းခြင်းတော့ AI Mastery လို့မှတ်ပြီးတော့အသေးစိတ်စုံစမ်းနိုင်ပါတယ်အားလုံးပဲတက်တာနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါမယ်